ဒေါ်နယ်ထရန့်ရဲ့ရွေးကောက်ပွဲအောင်နိုင်မှုကနေကမ္ဘာအဖြစ်အပျက်ကြီးရဲ့အထိ The Simpsons ကာတွန်းဇာတ်လမ်းတွေရဲ့ကြိုတင်ဟောကိန်းထုတ်မှုတွေကတကယ်ကိုမှန်ကန်ခဲ့တာများလာပါပြီ။ဒါပေမဲ့2026ခုနှစ်အတွက်သူတို့ရဲ့ဟောကိန်းတွေကအရင်ကတည်းကပိုပြီးအံ့ဩစရာကောင်းနေတယ်လို့ကြားရသူတိုင်းကိုလည်းတုံ့လို့လျှောက်ချစေခဲ့ပါတယ်။ဒီနေ့မှာတော့အဲ့ဒီထူးဆန်းအံ့ဩဖွယ်ဟောကိန်းတွေအကြောင်းကိုကျွန်တော်တို့ DNS Channel လေးကနေအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်1 Greenland ကျွန်းကိုကျူးကျော်ခြင်းပထမဆုံးကြောက်စရာကောင်းတဲ့ဟောကိန်းကတော့2002ခုနှစ်မှာထုတ်လွှင့်ခဲ့တဲ့ Blade is on Lisa ဆိုတဲ့အပိုင်းမှာပါဝင်ခဲ့ပါတယ်။အဲ့ဒီအပိုင်းမှာလေယာဉ်မှုခေါ်မှာဝယ်ထားတဲ့တီရှပ်ပေါ်ကပုံကိုသေချာကြည့်မယ်ဆိုရင်အမေရိကန်စစ်တပ်ကိုကိုစားပြုထားတဲ့အန်ဂယ်ဆန်ကကမ္ဘာလုံးကြီးကိုကိုက်စားနေတာတွေ့ရမှာပါ။သူကိုက်နေတဲ့နေရာအတိအကျကတော့ Greenland ကျွန်းကြီးပါ။အဲ့ဒီပုံအောင်မှာငါတို့ကိုတာကြည့်လိုက်လေ Try and Store လို့တော့ရေးထားပါလေ။ဒီဟောကိန်းကဘာလို့ဒီလောက်အရေးကြီးတာလဲဆိုရင်လက်ရှိအချိန်မှာ Donald Trump ကလည်း Greenland ကျွန်းကိုအမေရိကန်ကပိုင်ဆိုင်ဖို့လိုအပ်တယ်လို့တရားဝင်ပြောဆိုလာတာကြောင့်ပါ။ဒါဟာအမျိုးသားလုံခြုံရေးအတွက်မဖြစ်မနေလိုအပ်တာAACC မရရင်ကျန်းကျန်းတန်းနီးလန်းနဲ့ယူမယ်လို့သူကဆိုထားပါတယ်။ Greenland ကိုပိုင်ဆိုင်တဲ့ဒိန်းမတ်နိုင်ငံကလည်းဒီကျွန်းကရောင်းဖို့မဟုတ်ဘူးရဲဆိုထားတာပါ။ဒါပေမဲ့အိမ်ဖြူတော်သတင်းမြေအစိုးရအမေရိကန်ဟာ2026ခုနှစ်အတွင်းမှာပဲ Greenland ကိုကျူးကျော်ဖို့တကယ်ပဲပြင်ဆင်နေတယ်လို့သိရပါတယ်။နံပါတ်2တတိယကမ္ဘာစစ်စီတို့2026ခုနှစ်အတွက်နောက်ထပ်အမောင်မိုက်ဆုံး Simpson ရဲ့ဟောကိန်းကတော့တတိယကမ္ဘာစစ်ဖြစ်သွားမှာပါပဲ။အခုအချိန်မှာကျွန်တော်တို့ကရင်ကားတဲ့တတိယကမ္ဘာစစ်နဲ့ပိုပြီးနီးကပ်နေတယ်လို့ခံစားနေရပါတယ်။တချို့ကျွမ်းကျင်သူတွေကတော့တတိယကမ္ဘာစစ်ဟာခရင်းစတင်နေပြီလို့ဆိုကြပါတယ်။လွန်ခဲ့တဲ့1990ခုနှစ်ကစင်စွန်အပိုင်းတစ်ခုမှာဟော်မာနျူကလ িয়ার ပေါက်ကွဲမှုကြီးတစ်ခုကနေတဦးတည်းသောအသက်ရှင်ကျန်ရသူဖြစ်ခဲ့ပါတယ်။လက်ရှိ2026ခုနှစ်ရဲ့အခြေအနေကိုကြည့်ရင်လေနျူကလ িয়ার ပိုင်ဆိုင်တဲ့နိုင်ငံကြီး၄နိုင်ငံဟာလက်နက်တွေကိုတုံးဖို့ချင်းချောက်နေကြပါတယ်။ရုရှားဟာ2026ခုနှစ်ဇန်နဝါရီ10ရက်နေ့မှာယူကရိန်းကိုနျူကလ িয়ার တင်ဆောင်တဲ့ဒုံးကျည်နဲ့ပစ်ခတ်ခဲ့ပါတယ်။တရုတ်ကလည်းထိုင်ဝမ်ကျွန်းပတ်လည်မှာစစ်ရေးလေ့ကျင့်မှုတွေကြီးကျယ်လုပ်နေပြီးဒီနှစ်ထဲမှာပဲကျူးကျော်လာနိုင်တယ်လို့ခန့်မှန်းရပါတယ်။အီရန်မှာလည်းအစိုးရစန့်ကျင်ရေးဆန္ဒပြမှုတွေကနေတဆင့်တင်းမာမှုတွေကမြင့်တက်နေတာပါ။1989ခုနှစ်စစ်ရေးကာလတိုက်ပွဲမှာထုတ်လွှင့်ခဲ့တဲ့စင်စွန်အပိုင်းမှာဘုံတွေကျွေးလာတော့မယ်ဆိုပြီးကြောက်လန့်နေတာကိုပြခဲ့ပါတယ်။အခု2026ခုနှစ်မှာလည်းအမေရိကန်ရုရှားနဲ့တရုတ်တို့ကြားဒုတိယမြောက်စစ်ရေးတိုက်ပွဲပြန်စနေလို့ဆိုနိုင်တာကြောင့်နျူကလ িয়ার လက်နက်တွေသုံးလာမယ့်အနေအထားကတကယ်ကိုကြီးမားနေပါတယ်။နံပါတ်3ဘဏ္ဍာရေးပြက်ကတ်ကြီး2000ပြည့်နှစ်မှာထုတ်လွှင့်ခဲ့တဲ့ Back of the Future အပိုင်းဟာလေ2026ခုနှစ်အတွက်စိုးရိမ်စရာဖြစ်လာပါတယ်။အဲ့ဒီမှာထွန်းရဲ့တမရသက်တမ်းပြီးမှာနိုင်ငံကဘဏ္ဍာရေးအကြီးအကျယ်ပြက်လက်သွားမယ်အကြောင်းပြသခဲ့ပါတယ်။ကျွန်တော်တို့ပတ်စံမရှိတော့ဘူး။နိုင်ငံကဒီဝါလီခံရတော့မယ်ဆိုတဲ့စကားတွေကကာတွန်းထဲမှာပါခဲ့ပါတယ်။လက်ရှိစီးပွားရေးပညာရှင်တွေရဲ့အဆိုအရလည်းဒီကကြီးကစတင်နေပြီလို့ဆိုပါတယ်။ရင်းနှီးမြှုပ်နှံမှုတွေကျော်နေလာပြီးတော့ငွေကြေးဖောင်းပွားမှုတွေကလည်းအမြင့်ဆုံးကိုရောက်ရှိနေတာပါ။အမေရိကန်ကလည်းဒေါ်လာထရီလီယံပေါင်းများစွာကိုအဆက်မပြတ်ရိုက်နှက်နေတာကြောင့်ကုန်စည်နှုန်းတွေကလည်း2026ခုနှစ်မှာထိမ့်မနိုင်သိမ့်မရဖြစ်လာနိုင်ပါတယ်။ Simpson ဟောကိန်းထုတ်ခဲ့တဲ့အတိုင်း Trump ရဲ့အချိန်ကာလမှာပဲဒီစီးပွားရေးပြက်ကတ်ကြီးကလက်တွေ့ဖြစ်လာတော့မယ်ပုံပေါ်နေပါတယ်။နံပါတ်4 Super Flu ကိုကူးစက်ရောဂါဆို1993ခုနှစ်မာဂျင်ရှိန်းဆိုတဲ့အပိုင်းမှာအာရှကတင်မောကုံတက်တာတွေကနေတစ်ဆင့်ဗိုင်းရပ်တစ်မျိုးရောက်လာတာကိုပြသခဲ့ပါတယ်။တိုက်ဆိုင်တာကတော့အခု2026ခုနှစ်မှာ H3N2 လို့ခေါ်တဲ့ပြင်းထန်တုပ်ကွင်းရောဂါ Super Flu ကလည်းအမေရိကန်တဝမ်းမှာအကြီးအကျယ်ပြန့်နှံ့နေတာပါ။နယူးယောက်၊နယူးဂျာစီနဲ့ကိုလိုရာဒိုလူဝီစီယာပြည်နယ်တွေမှာကူးစက်မှုအမြင့်ဆုံးဖြစ်နေပါတယ်။ကျွမ်းကျင်သူတွေကတော့ဒီဗိုင်းရပ်ကအရင်ကဖြစ်ဘူးသမျှတုပ်ကွေးတွေနဲ့မတူပဲအရန်ထူးဆန်းတယ်လို့ဆိုပါတယ်။ဒါဟာကမ္ဘာတဝန်းမှာနောက်ထပ်ရောဂါကပ်ဆိုးကြီးတစ်ခုဖြစ်လာနိုင်တယ်လို့ Simpson ကကြိုတင်သတိပေးခဲ့တာ။နံပါတ်5 2026ကမ္ဘာဖလားဟောကိန်း1990ခုနှစ်က A Cartridge Family အပိုင်းမှာကမ္ဘာဖလားဗိုလ်လုပွဲကိုအမေရိကန်မှာကျင်းပတာကိုပြသခဲ့ပါတယ်။အဲဒီဗိုလ်လုပွဲမှာဘကစီကိုနဲ့ပေါ်တူဂီအသင်းတို့ရင်ဆိုင်ခဲ့ကြပါတယ်။တကယ်လက်တွေ့မှာလည်း2026ကမ္ဘာဖလားကိုအမေရိကန်မှာကျင်းပမှာဖြစ်တာကြောင့် Simpson ရဲ့ဟောကိန်းတွေကတဝက်မှန်နေပါပြီ။ဒါကြောင့်လူတော်များများကကာတွန်းတွေကအတိုင်းမဂစီကိုနဲ့ပေါ်တူဂီတို့ပဲဗိုလ်လုပွဲတက်မယ်လို့အခုကလေးကလောင်းကြီးထပ်နေကြပါတယ်။နံပါတ်6အာဂါသာခီးသွားလာမှု1994ခုနှစ်Simpson အပိုင်းမှာအရက်သားတွေကအာဂါသာတွေကိုခီးသွားနိုင်မယ့်အကြောင်းကိုလည်းပြသခဲ့ပါတယ်။2026ခုနှစ်မှာတော့ဒါဟာအိမ်မက်တစ်ခုမဟုတ်တော့ပါဘူး။အာဂါသာတွေကိုဒုံးမြန်လွတ်တင်မှုတွေကအရင်ကတည်းကပုံများလာသလိုအာဂါသာဟိုတယ်တွေနဲ့စီးပွားဖြစ်အာဂါသာစခန်းတွေကလည်း2026ခုနှစ်မှာပေါ်လာတော့မှာဖြစ်ပါတယ်။ Jeff Bezos ရဲ့ Blue Origin နဲ့ Richard Branson ရဲ့ Virgin Galactic တို့ကတာမန်လူတွေကိုအာဂါသာတွေကိုပို့ဆောင်မှုပြင်နေကြပါပြီ။ Simpson က Richard Branson ကအာဂါသာတွေသွားမယ့်အကြောင်းကိုသူတကယ်မသွားခင်9နှစ်ကလေးကကြိုတင်ပြသခဲ့တာကတကယ်ကိုအံ့ဩစရာပါပဲ။နံပါတ်9ဂျိုသားများနဲ့ UFO 1990ခုနှစ်က The Supreme Free Fire အပိုင်းမှာ FBI agent တွေကဂျိုသားတွေကိုစုံစမ်းတာပြသခဲ့ပါတယ်။အခု2026ခုနှစ်မှာတော့ပင်တဂွန်က UFO ကို UAPS တွေရှိကြောင်းကိုအတည်ပြုသလိုဖြစ်နေပါပြီ
2026အမေရိကန်ကာကွယ်ရေးဘတ်ဂျက်မှာ UFO နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုရှားပြဖို့ဥပဒေသစ်တွေလည်းထည့်သွင်းထားကြပါတယ်။အစိုးရအနေနဲ့ဂျိုသားတွေရှိကြောင်း2026ခုနှစ်မှာတရားဝင်အတည်ပြုပြီးတော့မှလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။နံပါတ်8တဝူးချင်းစီအတွက်ကိုယ်ပိုင်စေဝါစင်စွန်အပိုင်းတစ်ခုမှာဟော်မာကစီးကန်းတစ်ခုကိုတွားတဲ့အခါမှာစက်ကရိယာတွေကသူ့ရဲ့ကျန်းမာရေးပြဿနာကိုချက်ချင်းသိရှိပြီးတော့သူ့အတွက်တည်တံ့စေဝါကိုဖော်ဆက်ပေးတာပြသခဲ့ပါတယ်။အရင်ကဒါကယူသွတ်စရာတစ်ခုလို့ထင်ရပေမဲ့2026ခုနှစ်မှာတော့ AI ရဲ့အကူအညီနဲ့လက်တွေ့ဖြစ်လာတော့မှာပါ။သိပ္ပံပညာရှင်တွေကလည်းလူတစ်ယောက်ချင်းစီရဲ့ DNA နေထိုင်မှုပုံစံနဲ့ကျန်းမာရေးမှတ်တမ်းတွေကို AI နဲ့တွက်ချက်ပြီးထိုသူတစ်ယောက်တည်းအတွက်ပဲထိရောက်မဲ့စေဝါတွေကိုဖော်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဒါဟာကမ္ဘာ့ဆေးပညာလောကကိုကြီးကျယ်ပြောင်းလဲစေမှာပါ။နံပါတ်9အင်္ဂါဂြိုဟ်ကိုရှေ့ရှာခြင်း2016ခုနှစ်ဓမ္မရှိန်ရှောနီလက်အပိုင်းမှာအစိုးရကအင်္ဂါဂြိုဟ်ကိုတွားဖို့အတွက်စေနာဝန်ထမ်းတွေကိုခေါ်တာကိုပြသခဲ့ပါတယ်။အဲဒီဇာတ်လမ်းရဲ့အဆုံးမှာ2052ခုနှစ်မှာအင်္ဂါဂြိုဟ်ကိုအမေရိကန်ကပြည်ဝသိမ်းပိုက်ထားတာကိုလည်းပြသခဲ့ပါတယ်။လက်တွေ့မှာလည်းအီလွန်မတ်က2026နှစ်ကုန်မှာစပိတ်အိတ်နဲ့အင်္ဂါဂြိုဟ်ကိုပထမအဦးဆုံးစက်ရုပ်မရှင်လွှတ်တင်မှုကိုပြင်ဆင်နေပါတယ်။ဒါဟာစင်စွန်ရဲ့အချိန်စရာမတိုင်ခင်2050မှာလူဦးရေတသန်းရှေ့ရှာဖို့ဥတည်နေတာပါ။ထရန့်ကလည်းအင်္ဂါဂြိုဟ်ပေါ်မှာအမေရိကန်အလံစိုက်ထူခြင်းတယ်လို့ပြောထားတာကြောင့်ဒီရောဂိန်းတွေကတိကျလွန်နေပါတယ်။နံပါတ်10အပယ်ကထွက်ပေါ်ရင်2015ခုနှစ်အပိုင်းမှာဘတ်တိုမီသားစုကအပယ်ကားတစ်စီးကိုတွေ့ခဲ့ပါတယ်။2026မှာအပယ်ကလည်း Project Titan လို့ခေါ်တဲ့သူတို့ရဲ့ကိုယ်ပိုင်ကားကိုထုတ်လုပ်ဖို့သတင်းတွေအပြင်းထန်ထွက်နေပါတယ်။ဒေါ်လာ1ဘီလီယံကျော်အကုန်ကျခံထားတဲ့ဒီ project ကအခက်အခဲတွေကြောင့်ကြန့်ကြာနေပေမဲ့လည်း2026မှာတော့လက်တွေ့ထွက်ပေါ်လာနိုင်တယ်လို့လူတွေခန့်မှန်းနေကြပါတယ်။နံပါတ်7အလိုလျောက်မောင်းတဲ့ကားမတော်တဆမှုများ2026မှာအလိုလျောက်မောင်းကားတွေခေတ်စားလာပေမဲ့ဒါအနေနဲ့တစ်ခုဖြစ်လာနိုင်တယ်လို့ Simpson ကဟောကိန်းထုတ်ခဲ့ပါတယ်။အပိုင်းတစ်ခုမှာဟော်မာစီးနေတဲ့အလိုလျောက်မောင်းကားကမရက်တော့ပဲသူ့ကိုဒုက္ခပေးတာကိုပြသခဲ့ပါတယ်။အခု2026မှာလည်းဝေမိုလိုကားတွေကမတော်တဆမှုတွေရှိနေတယ်လို့တရုတ်နိုင်ငံမှာလည်းလူသေဆုံးမှုတွေဖြစ်ခဲ့လို့ဒီကားထုတ်လုပ်မှုကိုရှော့ချနေရပါတယ်။လူတွေကားထဲမှာပိတ်မိနေတာမျိုးတွေက Simpson ကလွန်ခဲ့တဲ့10နှစ်ကလေးကပြခဲ့တဲ့အတိုင်းပါပဲ။နံပါတ်7စက်ရုံများကလူသားတို့ကိုစားထိုးခြင်း2012ခုနှစ်အပိုင်းမှာမစ္စတာဘန်ကအလုပ်သမားတွေနေရာမှာစက်ရုံတွေနဲ့စားထိုးခဲ့ပါတယ်။လက်တွေ့မှာလည်း2026ခုနှစ်မှာ AI ကြောင့်လောက်ကင်ဆုံးရှုံးမှုကအမြင့်ဆုံးကိုရောက်လာပြီ။အီလွန်မတ်ကိုယ်တိုင်ကလည်းနောက်မှလူသားတွေအလုပ်လုပ်စရာမလိုတော့ဘူးလို့ဆိုပါတယ်။2030မှာတော့ကုမ္ပဏီ41%ကအလုပ်သမားတွေကိုထုတ်ပယ်ပြီး AI နဲ့အစားထိုးဖို့ပြင်ဆင်နေကြပါတယ်။စားသောက်ဆိုင်မှာ AI ဝေတာတွေနဲ့အမေဇုံရဲ့ AI drone တွေက Simpson တွေကအတိုင်းလက်တွေ့ဖြစ်လာနေရပါ။ပိုကြောက်စရာကောင်းတာက AI တွေကလူသားတွေစကားကိုနားမလည်အောင်ကိုယ်ပိုင်ဘာသာစကားနဲ့ပြောဆိုလာတာပါ။လူသားတွေရဲ့စေခိုင်းမှုမနာခံတော့တာမျိုးတွေပါ။ Google ကအင်ဂျင်နီယာတယောက်တော့သူတို့ရဲ့ AI ဟာကိုယ်ပိုင်ခံစားချက်ရှိလာပြီးလူစကားနားမထောင်တော့ဘူးလို့ဖွင့်ရခဲ့လို့အလုပ်ထုတ်ခဲ့ရပါတယ်။စစ်တပ်နဲ့ကျန်းမာရေးလောကမှာတော့ AI ကိုသုံးလာတာကြောင့်ဒါဟာ2026ခုနှစ်မှာတကယ်ကိုစိုးရိမ်စရာအမှန်တရားဖြစ်လာနိုင်ပါတယ်။နံပါတ်7 VR နည်းပညာနဲ့အစားအစာ2000ပြည့်နှစ်က Back to the Future အပိုင်းမှာ Simpson မိသားစုဟာ VR မျက်မှန်တက်ပြီးအစားအသောက်တွေကိုစားသုံးတာကိုပြသခဲ့ပါတယ်။အခု2026ခုနှစ်မှာဒါဟာတကယ်ဖြစ်လာခဲ့ပါပြီ။ INH လို့ခေါ်တဲ့ဒီကုမ္ပဏီက VR နဲ့တင်းရဲ့ရတာခံအာရုံကိုပြောင်းလဲပေးပြီးအရင်ကမစားဘူးတဲ့အရာတာတွေကိုခံစားစေနိုင်တဲ့နည်းပညာကိုဖန်တီးကြပါတယ်။ VR ကြောင့်ထိခိုက်ဒဏ်ရာရမှုတွေများလာတာကလည်း Simpson ရဲ့ဟောကိန်းတစ်ခုပါ။နံပါတ်14တွင်းနဲ့ကြီးများရဲ့အနေနဲ့2013ခုနှစ် Trio Horror အပိုင်းမှာ Springfield မြို့တွေကို Black Hole တစ်ခုရောက်လာပြီးအရာအနှုံးကိုဝါမျိုးသွားခဲ့တာကိုပြခဲ့ပါတယ်။တိုက်ဆိုင်တာက2026ခုနှစ်ဇန်နဝါရီလမှာသိပ္ပံပညာရှင်တွေက Black Hole တစ်ခုကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ပထမဦးဆုံးအကြိမ်ဖြစ်တစ်ခုနဲ့တစ်ခုပတ်ရှာလဲနေ Black Hole နှစ်ခုရဲ့ပုံရိပ်တွေကိုလည်းရိုက်ကူးနိုင်ခဲ့ပါတယ်။ CERN ကသိပ္ပံပညာရှင်တွေကလည်းကမ္ဘာပေါ်မှာ Black Hole သေးစားလေးတွေဖန်တီးဖို့ကြိုးစားနေကြကြောင်းဒါဟာကမ္ဘာကြီးကိုဝါမျိုးသွားမှာကိုလူတွေကစိုးရိမ်နေကြပါတယ်။နံပါတ်15ပြန်တန်းနိုင်သောကားများ2005ခုနှစ်အပိုင်းမှာ Simpson ဟာပြန်တန်းနိုင်တဲ့ကားတွေကိုပြသခဲ့ပါတယ်။အဲဒီတုန်းကဒါဟာနောက်ပြောင်မှုတစ်ခုလို့ထင်ခဲ့ကြပေမဲ့2026ခုနှစ်မှာတော့ Fleet Model A လို့ခေါ်တဲ့ကမ္ဘာပထမဦးဆုံးပြန်တန်းနိုင်တဲ့လျှက်စစ်ကားကိုစတင်ထုတ်လုပ်တော့မှာပါ။ကယ်လီဖိုးနီးယားမှာထုတ်လုပ်နေပြီဖြစ်တဲ့ဒီကားတွေဟာ2026ခုနှစ်မှာတော့ကောင်းကင်ဘုံကိုတကယ်ရောက်လာတော့မှာဖြစ်ပါတယ်။ဈေးနှုန်းအဖြစ်လဲဒေါ်လာ3သိန်းလောက်တော့ပေးရမှာပါ။နံပါတ်16 3D printer ဖူ2011ခုနှစ်မှာ 3D printer နဲ့အစားအစာထုတ်လုပ်တာကို Simpson ကပြသခဲ့ပါတယ်။အခု2026မှာတော့ဒါဟာအမှန်တကယ်ခေတ်စားလာခဲ့ပါပြီ။အထူးသဖြင့်စားနပ်ရိက္ခာရှားပါတဲ့နေရာတွေမှာရင်းနှီးတွေကနေ protein တက်မြင့်မာတဲ့အစားအစာတွေကို 3D printer နဲ့ထုတ်လုပ်ဖို့ပြင်ဆင်နေကြတာမျိုးပါ။ကဲအခုကျွန်တော်ပြောပြခဲ့တဲ့ Simpson ဟောကိန်းတွေကဘယ်ရှက်တွေကလက်တွေ့ဖြစ်လာအောင်မလဲ
နောက်ထပ်စိတ်ဝင်စားဖွယ်အကြောင်းအရာတွေအတွက်ကျွန်တော်တို့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ